စိတ်စီတော့အိမ်မများအကောင့်ထဲပေါ်ဖို့စတင်ပါဒီကဘာမှာအကောင်းဆုံးသောအရာတွေကိုသိမ့်ပိုက်မယ်မဟုတ်လားပျော်ရွှင်ခြင်းတွေအသက်သွင်းမှာထောင်စင်တန်ဖို့ရှိနေမှာယတနာတို့ရဲ့ပြင်းစိတ်ဟာအခမ်းအနားဆုံးအလားတရားစိတ်ဆိုရင်ခံရတဲ့နာဟိမှာရာရာဟာစံပြဆုံးနဲ့အကောင်းဆုံးအရေးသွေးဆိုခံရတဲ့နာဟိမှာတော်ဝင်ရွှေမန္တလေးမှာယုံကြည်စွာလမ်းခဲ့ပါစိတ်ဆိုရင်ခံရတဲ့နာဟိတိုင်းမွန်ထောင်ဝစိတ်ကူးသမျှဒီဇိုင်းတွေအကုန်လုံးရှိတဲ့နေရာစိတ်ဆိုရင်ခံရတဲ့နာဟိတိုင်းမွန်ထောင်ဝကိုစီနာကနေမြစိတ်နဲ့စီချေတောက်ပါလိုက်ပါမန္တလေးမြို့ရဲ့အလေအချက်ချာ93လမ်းပေါ်ကခံရတဲ့နာဟိတိုင်းမွန်ထောင်ဝစိတ်ကူးသမျှဒီဇိုင်းတွေအကုန်လုံးရှိတဲ့နေရာစိတ်ဆိုရင်ခံရတဲ့နာဟိတိုင်းမွန်ထောင်ဝကိုစီနာကနေမြစိတ်နဲ့စီချေတောက်ပါလိုက်ပါတင်ဘဝရဲ့အတောက်ပဆုံးသောအခိုက်အတန့်တွေကိုခန့်ရတနာဟိနဲ့ဖန်တီးလိုက်ပါ